အခုလိုမျိုးထောက်ပံ့ရတဲ့အတွက်ပေါ့နော်တကယ်ကိုပေါ့နော်အရန်ဝမ်းသာကုန်ပီတိဖြစ်မိရပေါ့နော်တကယ်ပြီးတော့ဒါသူနဲ့ဆိုလဲတော့ပေါ့နော်လိုအပ်တဲ့အကြောင်းသားတရားဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုတကယ်လိုအပ်တဲ့လူတကယ်ထောက်ပံ့လိုက်ရတဲ့အတွက်တည်းပေါ့နော်အဲ့အတွက်အတိုင်းမသိကိုဝမ်းသာပီတိဖြစ်မိပါတယ်ရှင်ဟုတ်အခုလိုနေ Brian HNS Education Service ကနေပြီးတော့ကွန်ပျူတာလာတဲ့ကျေးဇူးတင်ပါတယ်နိုင်ငံခြား service တွေကိုနိုင်ငံခြား education service တွေကိုလည်းဒီတက်မကလုပ်ပြီးတော့ဒီလိုကိုတွတ်တက်ရှင်နေပညာတတ်ရှင်တဲ့လူတွေအတွက်ကိုလည်း service တွေဝန်ဆောင်မှုတွေအများကြီးပေးနေပါတယ်လို့နောက်အဓိကပေးတာကကြတော့ကနေဒါရေပြီးတော့ရင် Hungary ရေ Ireland ကိုအဓိကပေးနေပါတယ်ကျွန်တော် service ကြီးလည်းဒီတက်မကအောင်မြင်ပြီးတော့တော်တဲ့ပညာရေးဒီဝန်ဆောင်မှုတွေလုပ်ပေးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ညီမကတော့ Ryan HNS Education ရပေါ့နော် Education Senior ကောက်ဆက်တစ်ယောက်ဖြစ်တယ်မတ်တတာလည်းဖြစ်ပါရဲ့ရှင်ဟုတ်ဒါကတော့ပေါ့နော် The Whole Farmer Fest ဆိုတာတကယ်ကိုမလွယ်တဲ့အရာတစ်ခုပေါ့နော်ပြီးတော့ညီမလေးအနေနဲ့လည်းညီမလေးအကြောင်းကြားလိုက်ရတဲ့အချိန်မှာပေါ့နော်အော်တကယ်ကို surprise ဖြစ်သွားတယ်အော်သူ့အနေနဲ့ပေါ့နော်ဒီလိုတော့စူးစမ်းခဲ့တာပါလားပေါ့နော်အဲ့အတွက်လည်းညီမလေးရဲ့စူးစမ်းမှုတွေပြီးညီမလေးရဲ့မိဘတွေရဲ့ပေါ့နော်သူ့ကို supporting လုပ်မှုတွေပြီးတော့သူ့ရဲ့အကြောင်းဆရာမတွေရဲ့ပေါ့နော်ထောက်ပံ့ပေးမှုတွေကိုလည်းညီမတို့ကအတိမတ်ပြုတဲ့အနေနဲ့ပေါ့နော်အခုလိုမျိုး computer ဆောင်လေးတွေလာရောက်ပေးမိချင်းမြင့်ဖြစ်တာလည်းဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့အခုလိုမျိုးထောက်ပံ့ရတဲ့အတွက်ပေါ့နော်တကယ်ကိုပေါ့နော်အရန်ဝမ်းသာကုန်ပီတိဖြစ်မိရပေါ့နော်တကယ်ပြီးတော့ဒါသူနဲ့ဆိုလဲတော့ပေါ့နော်လိုအပ်တဲ့အကြောင်းသားတရားဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုတကယ်လိုအပ်တဲ့လူတကယ်ထောက်ပံ့လိုက်ရတဲ့အတွက်တည်းပေါ့နော်အဲ့အတွက်အတိုင်းမသိကိုဝမ်းသာပီတိဖြစ်မိပါတယ်ရှင်ဟုတ်ကဲ့ညီမတို့အနေနဲ့ပေါ့နော်ဒီ service စလိုက်ပြီဆိုတာနဲ့ပေါ့နော်ကျောင်းသားတယောက်အနေနဲ့ဒီကနေစပြီးတော့သူတို့ဟိုဘက်ကိုရောက်သွားတဲ့အထိကိုပေါ့နော်သူတို့ရဲ့ accommodation တွေ flight ticket တွေကျောင်းချုပ်တာတွေပေါ့နော် visa တွေအကုန်လုံးကိုအဆအဆအရာရာပေါ့နော်ဆောင်ရွက်ပေးရဒါပြင်သူတို့ကိုရောက်သွားပြီဆိုတော့တကယ်လို့အဆင်မပြေဘူးပေါ့နော်ဥပမာတည်ရမှာသူ process အမျိုးမျိုးရှိတယ်သူတို့ကတ်တွေတရားစီကတ်တွေပါတယ်အဲ့လိုမျိုးအခက်အခဲရှိရင်ဆိုရင်လည်းညီမတို့ဘက်ကနေပြီးတော့နော်အများနဲ့ကူညီပေးရဲပြီးတော့သူတို့ညီမတို့နဲ့ဆောင်ရွက်သွားတဲ့ဒီ program ပြီးသွားရင်တော့နောက် program တွေတက်တဲ့ခါကျရင်အခက်အခဲရှိရဆိုလဲတော့ညီမတို့ဘက်ကနေပြီးတော့တက်နိုင်တဲ့လောက်ပေါ့နော်ဆောင်ရွက်ပေးရပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ညီမတို့ page လေးကိုရှာချင်တယ်ဆိုရင်တော့ပေါ့နော် Facebook မှာ Ryan HNS NYC Education ဆိုပြီးတော့ပေါ့နော်အသေးစိတ်ရိုက်ရှာပြီးတော့ရှာဖွေနိုင်ပါတယ်ရှင် TikTok မှာလည်းညီမတို့ညီမတို့ page လေးကိုပေါ့နော် HNS Education ဆိုပြီးတော့ရိုက်ရှာလိုက်တာနဲ့တွေ့နိုင်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမတို့ရုံကတော့ပေါ့နော်လက်လက်စင်တာပင်နာအမ်တာဝါ9လမှာရှိပါရဲ့ရှင်ဟုတ်ကဲ့ဒီညီမတို့ကိုဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ပေါ့နော်ညီမတို့ရဲ့ Facebook page မှာလည်းညီမတို့ရဲ့ Viber ဖုန်းနံပါတ်တွေကိုပေါ့နော်အသေးစိတ်လေးရေးထားပေးပါရဲ့ရှင်ဟုတ်အခုလိုနေ Brian HNS Education Service ကနေပြီးတော့ကွန်ပျူတာလာတဲ့ကျေးဇူးတင်ပါတယ်နိုင်ငံခြား service တွေကိုနိုင်ငံခြား education service တွေကိုလည်းဒီတက်မကလုပ်ပြီးတော့ဒီလိုကိုတွတ်တက်ရှင်နေပညာတတ်ရှင်တဲ့လူတွေအတွက်ကိုလည်း service တွေဝန်ဆောင်မှုတွေအများကြီးပေးနေပါတယ်လို့နောက်အဓိကပေးတာကကြတော့ကနေဒါရေပြီးတော့ရင် Hungary ရေ Ireland ကိုအဓိကပေးနေပါတယ်ကျွန်တော် service ကြီးလည်းဒီတက်မကအောင်မြင်ပြီးတော်တဲ့ပညာရေးဒီဝန်ဆောင်မှုတွေလုပ်ပေးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ညီမတို့ဘာမှအဖေမတက်နေတဲ့အချိန်မှာအဲ့လိုမျိုးကောင်းအရန် scholarship ဘက်ကိုပေးနေတဲ့ right ဆန်ဆန်လို့ကျောင်းမျိုးကနေပြီးတော့လာပြီးတော့အဲ့လိုမျိုးတတိယအနေနဲ့အဲ့လိုမျိုးလာပြီးတော့ဂုဏ်ပြုချင်းမြောက်တဲ့အတွက်လည်းအရန်ကိုဂုဏ်ယူပြီးတော့ကျေးဇူးတင်ပါတယ်လို့တော့ကလည်းအများကြီးအောင်မြင်ပါစေ။ကျေးဇူးတင်ပါတယ်လို့ပြောတာ။ထူးကိုကျေးဇူးတင်တယ်။ဒီအောင်မြင်မှုကိုလာပြီးတော့ဂုဏ်ပြုတဲ့အကြောင်း။အခုလိုညီမလေးရဲ့အောင်မြင်မှုကိုတတိယရှိပြီးတော့လာပြီးတော့ပြုပေးတဲ့ HNS Education Center ကိုလည်းကျေးဇူးတင်ပါတယ်အဲ့လိုမျိုးနိုင်ငံခြားထီကိုပညာသင်ပြီးတော့တွားကျင်တဲ့လူတွေဒါမှမဟုတ် scholarship ပဲရှောက်ချင်တဲ့လူတွေကအစားအကုန်လုံးကိုယူရိုဘတ်တွေအထိကိုအများကြီးပို့ပေးနေတဲ့ဒီလိုမျိုး survey community ကနေပြီးတော့ education survey community ကနေပြီးတော့လာပြီးတော့အခုလိုမျိုးချင်းနေတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်လို့